ခါရှိပြီတဲ့သူကုပေးလို့ကျွန်တော်မကြောက်တာဟိုကဟွာပြတာပေါ့တက်ရှင်းနေတာပေါ့နော်သူကတော့နှစ်ခါသလုံးကျွန်တော်ကိုပဲသူကုပေးတာကြီးပဲတဲ့သူလိုပဲအဲ့လိုအဲ့ဒါဆရာရဲ့တွေ့ကြုံဟိုတယောက်ကတော့ကြတော့စေရုံဒီမရောက်တော့ဘူးမရောက်တော့ပဲနဲ့ဒီခုနကရေပဲမှန်းပေးတယ်မနေ့ကျတော့သူအကောင်းတယ်ရေတွေတော့ညလဲညတယ်သူကအိတ်လို့ကောင်းတယ်တဲ့ဟိုစိတ်တွေကတော့မတက်တော့ဘူးတဲ့ရေရလဲဝါပြီအဲ့ဒါလေနောက်ပြီးတော့ဟိုမိကလေးတယောက်ကြတော့သူကကိုယ်ကိုက်လိုက်တဲ့ကကြာဆရာကတော့ဘလို့ဈေးကိုသူကရောက်သွားတာပေါ့နော်မန်းတော့မန်းမပေးလိုက်ရမန်းမပေးလိုက်ရပဲလေခုနကအလုံးရာစာရဲ့အစီကိုဆရာတို့ကသူ့ကိုတော့ဒါမွေသိမ့်နိုင်ဒါတွေကိုစားလိုက်တော့ဆိုတော့အဲ့ဒါရဲ့ခုနကမွေသိမ့်နိုင်တဲ့မစော့ရဲ့နော်ဘုကောင်ကတော့စပုံမြက်လိုအမျက်စီတယ်နော်မစော့ရကြတော့အစိမ့်နေပေါ့အဲ့ဒါတွေစားတာတဲ့ကကြတော့ဘိုးမကြဆေးုံကြတော့စိတ်ကရှားမတွေ့တော့ဒီတူတွေအားတဲ့မဲမဲတွေစိမ့်နေတာဘာလို့လဲအဲ့ဒါမွေသိမ့်နိုင်တဲ့အရွယ်နဲ့မွေသိမ့်နိုင်တဲ့အစီတွေလို့အဲ့ရကြတော့အဲ့မွေသိမ့်နိုင်တာကအရွက်ကတော့ကချင်ပြည်နယ်ကလာတဲ့မလျှော်ရွက်နော်အစီကကြတော့ဘလုံရာသာရဲ့အပင်အစီအဲ့ဒါမွေသိမ့်နိုင်တဲ့ဟာတွေပဲမွေသိကတော့ဆေးရုံမှာရှာလို့မရဘူးရှာလို့မရဘူးအဲ့ဒီအပြဘုံလုံးနဲ့ပန်းသုံးလေးဆိုတဲ့အပင်လေးတွေကလည်းရှိသေးတယ်အဲ့ဒါကြီးကဟိုဘာအဲ့ရပင်ကူထိပ်ပိတ်လို့ခေါ်တာဘူးလားဘာအဲ့ဒါဟိုပင်ကူထိပ်ပိတ်ကပင်ကူထိပ်ပိတ်တက်ရှိတယ်ဟုတ်ဘာကူခဲ့တာကဘုံသုံးလေးပန်းသုံးစင်းပေါ့အဲ့ဒါပင်လေးကိုမတွေ့သေးလို့ပင်တွေ့မှရိုက်ပြီးတော့မှပုံလေးနဲ့ဟိုတင်ခိုင်းမလို့ကြီးကိုစိတ်ကူးရှိတယ်ဟိုကမလျှော့ပင်တွေကလည်းစိတ်ကူးရှိတယ်မလျှော့ပင်တွေဒါမလျှော့ပင်ဆိုတော့သူရိုက်ပြနော်နောက်ပြီးတော့အဲ့မလျှော့ပင်တော့ဘာမျိုးတွေပွားဖို့ထုတ်တယ်လေအဲ့လိုမျိုးလုပ်ဖို့ကစိတ်ကူးရှိတယ်အဲ့လိုတွေကသူတို့ကြတော့ဒါတွေဆိုလို့ပတ်စံမကုံကတော့နော်ဟုတ်တယ်ဘာမှလည်းပျောက်တယ်နောက်သူတို့ကမေးလိုက်တာဘာအဲ့လိုကတော့စိတ်ကူးစိတ်ဆိုးတာပေါ့မွေးကြိုက်လာတဲ့ကမင်းတို့မွေးတိုက်ပတ်စံတက်နိုင်လားဆိုအလန့်စီးမိတာအဲ့ဒါတွေကြောင့်မလို့ဘာဒီမွေးဘောပညာလေးသိမွေးဘောဟောတယ်လို့တော့မွေးသိနိုင်နေရတယ်အကုန်လုံးလိုက်သွားပြီအခုကြတော့ဘာဝေစိတ်ဖြေသေးတော့မှမထိုးပဲနဲ့အဲ့အရွက်တွေအားကိုးပြီးတော့ဝေသိဖြေသေးထုတ်လောက်တာကိုဘာအကုန်လုံးကလုံးတတ်တယ်ဒါပေမဲ့ခုချိန်ကြီးမလုပ်သေးဘူးအဲ့စိတ်တွေနဲ့အားကိုးနေအဲ့ရွက်တွေနဲ့ရွက်တွေစားတာနဲ့ပျောက်နေတာဆိုစိတ်ချက်စရာမလိုတော့ဘူးအဲ့လိုပြောဘာမှကြောင့်အဲ့ဒါကြောင့်မွေးမောကဒါကြတော့တက်ခိုင်းဝင်ရတယ်ဘာတက်ခိုင်းဝင်ရတယ်ခုဆရာတော်ကမရှိတော့လေဆရာတော်ကပြန်လာမွေးပညာပေးတဲ့ဆရာတော်ပြန်လာပြီးသွားပြီသူကမှပေးတတ်တယ်အဲ့ဒါကတော့သူကတနည်းငွေစမ်းပြီးတနည်းငွေ꿰တဲ့လမှာအဲ့မွေးမောပညာသင်ရတာဒီနေ့လာသားတည်းရဆိုတင်းနေနေစားနေပေါ့ကွာလက်ွက်ကြတယ်တင်းနေနေ